Hello, it's me, Rose. ဒီနေ့မှာတော့ Rose ကစီလုံးဝမပါဝင်တဲ့လောက်နေပြီးစားလို့လည်းအရန်ကောင်းတဲ့ protein ကလည်း30 gram လောက်ပါဝင်တဲ့ဓာတ်ရက်ကနန်းသားကော်ရည်လေးကိုချက်ပါမယ်။အရင်ဆုံးကြက်ဥလေးတွေကိုအကာတက်တက်အနှစ်တက်တက်ခွဲလိုက်မယ်။အကာသုံးလုံးကိုငွေတန်လေးနဲ့ဖုံးဖြစ်တဲ့အထိအောင်မွေပါမယ်ရှင်။ဖုန်းတွေကပကံဆောက်ထိုးလုံးလိုက်ရင်တော့မှအောက်ကိုလုံးဝမကျတဲ့အနေထားတည်းရအောင်ငွေပြီးပါမယ်ပြီးရင်တော့ air fryer ထဲမှာ15မိနစ်လောက်ထည့်ပြီးတော့ဖုတ်ပေးပါမယ်စီစားတဲ့သူတွေကတော့စီခက်များများနဲ့ကြော်နိုင်ပါတယ်စီနဲ့ကြော်လို့ရှိရင်တော့ပိုပြီးစားလို့ကောင်းပါတယ်ကျုပ်အကာလေးတွေ air fryer ထဲထည့်ထားတော့မှကော်ရည်လေးချက်ဖို့ပြင်ဆင်ပါမယ်အရင်ဆုံး baby corn မို့အဖြူ broccoli မုံလာဥနီလေးတွေကိုခက်သေးသေးလေးဖြစ်အောင်တုံထားပြီးပါမယ်အသေးနံလေးတွေ ready ဖြစ်ပြီဆိုတာနဲ့ဦးတဲ့ကိုစပြီးတော့ထည့်ကြော်မယ်ထုံးစံအတိုင်းစီကိုဖြန်းယုံလေးပဲထည့်ပြီးတော့ကြက်သွန်ဖြူလေးကိုစီးတက်မယ်ပြီးရင်တော့အခုနကလှီးထားတဲ့အသေးနံလေးတွေကိုထည့်အရသာအတွက်စားမှုမှုပြီးရင်တော့ပဲငံပြားရည်လေးတစ်စွန်းထည့်လိုက်ပါမယ်နောက်ပြီးတော့ကနန်းသားလေးကိုလည်းဖောက်ပြီးတော့တပူလုံးထည့်လိုက်မယ်ကော်ရည်လေးတစ်စုံကိုပါရေဖြောပြီးထည့်လိုက်ပါမယ်နောက်ဆုံးကော်ရည်လေးဖြစ်သွားလို့ရှိရင်တော့ကြက်သွန်မိတ်ကလေးနည်းနည်းကိုညှက်ပြီးတော့ထည့်လိုက်ပါမယ်ရှင်ကော်ရည်လေးတွေခဲသွားပြီဆိုတာနဲ့အခုနက air fry လုပ်ထားတဲ့ကြက်ဥလေးပေါ်မှာဖြန့်ပေးလိုက်ပါမယ်အခုဆိုလို့ရှိရင်တော့အရန်ကိုမှစားကောင်းတဲ့ဓာတ်ရက်ကနန်းသားကော်ရည်လေးရပါပြီဒီဟင်းလေးကလေစီမပါတဲ့လောက်နည်းပြီးတော့တပွဲလုံးကိုမှကယ်လိုရီက300ကျော်ကျော်လေးပဲပါတာပရိုတင်းကလည်း30 gram လောက်ကိုပါတယ်ဝိတ်ချနေတဲ့သူတွေကြွက်သားတီဆောက်နေတဲ့သူတွေအတွက်ကတော့အထူးကိုတင့်လျော်တဲ့ဟင်းလေးမို့လိုက်ချက်စားကြည့်လိုက်တော့နော်